စိတ်ပင်ပန်းလာတဲ့အခါမေတ္တာပို့ပါဘုရားတပည့်တော်ကိုအကျင့်ချင်းပင်ပန်းဆင်းရဲအောင်ပြုလုပ်သူများလေဒီနေ့မှစပြီးအေးချမ်းနိုင်ပါစေဘုရားတပည့်တော်ဒီလေဒီနေ့မှစပြီးစိတ်ဆင်းရဲခြင်းကိုယ်ဆင်းရဲခြင်းကင်းဝေးရပါစေဘုရားတပည့်တော်ကိုနာကျင်စေသူတွေလည်းဘုရားတပည့်တော်နာကျင်ရတယ်လို့ခံစားရတယ်လို့မနာကျင်ရပါစေနဲ့မခံစားရပါစေနဲ့ဘုရားဒီနေ့ဒီအချိန်မှစပြီးလူစိတ်မရှိတော့သူတွေလည်းဘုရားတပည့်တော်မစုံစည်းရပါစေနဲ့ဘုရားတပည့်တော်ဝမ်းနဲ့၍ကြတော်မျက်ရည်များသည်လေဒီနေ့ဒီအချိန်ဒီနေရာမှာနောက်ဆုံးဖြစ်ပါစေဘုရားရှင်တန်ရတာပင်ပန်းတဲ့အခါတိုင်းကိုယ့်ကိုယ်ကိုဒီလိုလေးမေတ္တာပို့ကြည့်ဖို့မမေ့ပါနဲ့တော့